နိုင်ငံရဲ့ပြဿနာဟာဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆုံးရှုံးနေတာမှုတိုင်းရင်းသားလူမျိုးများရဲ့ဒန်းတူရေးတဲ့အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆုံးရှုံးမှုဖြစ်တယ်။ဒီပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ဟာစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်မှာဖြစ်တယ်။အခုနာဘာ2008ခုနှစ်မှာပြဋ္ဌာန်းလိုက်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာအဲ့ဒီတိုင်းပြည်ရဲ့အဓိကပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံတစ်ခုမဟုတ်တာကိုရဲဘော်တို့အားလုံးအသိပေးဖြစ်တယ်။ဒါကြောင့်မလို့နာအဖနဲ့နောက်ဆုံးအခွင့်အရေးတစ်ခုရှိတာဒီ2010ရွေးကောက်ပွဲမတိုင်မီမှာဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဖို့ပဲဖြစ်တယ်။အဲ့လိုပြင်တဲ့အခါမှာတိုင်းပြည်ရဲ့အဓိကကျတဲ့ပြည်သူလူထုကထောက်ခံတဲ့အမျိုးသားခေါင်းဆောင်တွေဖြစ်ကြတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ဦးခွန်ထွန်းဦးအစရှိတဲ့နိုင်ငံရေးခေါင်းဆောင်တွေနော်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်ပေးဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တိုင်းရင်းသား9ပါတီကပူးတွဲတောင်းဆိုတဲ့တောင်းဆိုချက်ဟာတိုင်းပြည်ရဲ့ပြည်ထောင်စုရဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်အဓိကကျတဲ့တောင်းဆိုမှုဖြစ်တယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တဲ့အတွက်ထောက်ခံတယ်ရဲဘော်တို့အနေနဲ့လည်းအားလုံးလေးလေးနက်နက်ထောက်ခံပေးကြပါကျွန်တော်တို့ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးခွန်ထွန်းဦးအစရှိတဲ့နိုင်ငံရေးခေါင်းဆောင်တွေနိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်ပေးဖို့အတွက်ရဲဘော်တို့နဲ့အတူဒီနေရာနဲ့တောင်းဆိုတယ်ဆိုတဲ့အကြောင်းကြေညာရင်းညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့